interior cleaner တွေမှာ liquid တိုင်းနဲ့ foam တိုင်းနဲ့အဲ့နှမျိုးကဘာတွေကွာခြားသွားတာလဲမျက်နှာပြင်အပေါ်ရန်ကျုံးမှာပဲစီးကြောကျင်တဲ့ detail တွေအတွက် foam cleaner တီးတန့်ကိုပဲသုံးဒါဆိုရင်လုံလောက်ပြီဘာဖြစ်လို့လဲရှမွိုင်းသားမှာဆိုလို့ရှိရင်ကျွန်တော်အမွှေးလေးရရှိအဲ့အမွှေးရဲ့ထိတ်မှာရှိတဲ့ကြီးတချို့သောကြီးတွေကအောက်ထဲထိမနစ်သွားဘူးအဲ့မျက်နှာပြင်မှာပဲရှိရဆိုရင်ဒီ foam cleaner နဲ့ဆိုလုံလောက်ပြီအဲ့လိုမှမဟုတ်ဘူးအဲ့ဒီအမွှေးရဲ့အောက်တက်တဲ့အထိနစ်ဝင်သွားပြီဆိုလို့ရှိရင်တော့ဒါဆိုရင်ဖြော်ချပြီးဆွဲထုတ်တဲ့အဆင့်ဒီဖြစ်သွားပြီအဲ့ဒါဆိုလို့ရှိရင် liquid type ကိုသုံးရမှာပဲဖြစ်တယ်။ foam cleaner နဲ့ကျွန်တော်တို့ liquid နဲ့ဆိုလို့ရှိရင်ပေါ့နော်တချို့ကြတော့ဒီဟာကိုအချောက်လျှော်ဘူးလို့ခေါ်တယ်ပေါ့နော်ဒီဟာဆိုလို့ရှိရင်ကျွန်တော် liquid ဆိုလျှော်တဲ့ပုံစံဒီဇိုင်းပေါ့နော်ဒီ foam cleaner နဲ့ကျွန်တော်တို့လျှော်မယ်ဆိုလို့ရှိရင်သူကအချောက်လျှော်တာဖြစ်လို့အရင်ဆိုထိုင်းတိုင်းဖြစ်သွားမယ်ပုံမှာတက်ရောက်မှာမဟုတ်ဘူးတကယ်လို့မဟုတ်ဘဲနဲ့ liquid type ကိုကျွန်တော်အသုံးပြုမယ်ဆိုလို့ရှိရင်တော့ဆိုထိုင်းတိုင်းအနေထားရောက်သွားပြီဆိုရင်ကြမ်းကင်းတွေဖြုတ်ခုံတွေဖြုတ်ပြီးတော့နေဘူးထုတ်လန်းတဲ့အဆင့်ထိကိုရောက်ရှိသွားမှာဖြစ်တယ်ကျွန်တော်တို့ကဒီ interior cleaner ကိုအသုံးပြုတဲ့အခါမှာဘယ်ပေါ်မူတည်သွားမှာလဲဆိုရင်ကားပိုင်ရှင်ပေါ်မှာမူတည်သွားမှာဖြစ်တယ်ကားပိုင်ရှင်ကအရင်ညင်ညစ်ပတ်ပတ်ကားကိုမထိမ့်သိမ်းဘူးအရင်အတွင်းကလောက်ရပြုတ်ရမယ်ဆိုလို့ရှိရင်ကျွန်တော် liquid type ကိုအသုံးပြုရမှာဖြစ်တယ်ဒီ liquid type ကိုအသုံးပြုရပြီဆိုလို့ရှိရင်သိကြတယ်ဆိုထိုင်းတိုင်းဖြစ်သွားမှာဖြစ်လို့ကားထိုင်ကုန်တွေဖြုတ်မယ်ကြမ်းကင်းတွေဖြုတ်မယ်ပြီးရင်ကျွန်တော်နေဘူးထုတ်လန်းတဲ့အဆင့်ထိသွားမယ်တကယ်လို့ကျွန်တော်တို့ကအရင်ညစ်ပတ်တဲ့အဆင့်ထိကိုပါသွားပြီဆိုလို့ရှိရင်အဲ့ညစ်ပတ်တဲ့ကြီးပမာဏကဒီမျက်နှာပြင်အောက်ထဲကိုနစ်ဝင်နေတဲ့အရာပဲဖြစ်တယ်ဒါကြောင့်ကျွန်တော်တို့ဖြော်ချမယ်ဆွဲထုတ်မယ်အဲ့ဒါဆိုလို့ရှိရင်ကျွန်တော် interior cleaner liquid type ကိုအသုံးပြုအောင်ဖြစ်တယ်မဟုတ်ဘူးကျွန်တော်ပေါ့ပါပဲကျွန်တော်ဆေးမယ်ဆိုလို့ရှိရင် foam cleaner ဖြစ်တဲ့အချောက်လျှော်ဘူးသူကတော့မျက်နှာပြင်ရဲ့အနေထား cover လောက်ကိုပဲသူကလုပ်ပေးမှာဖြစ်တယ်ဒါကြောင့်သူကအချောက်လျှော်ဘူးလူတိုင်းခုန်နေကြပဲဖြစ်တယ်ပေါ့နော်အဲ့လိုမျိုးအနေထားဆိုရင် foam cleaner ကိုပဲအသုံးပြုအောင်ဖြစ်ပါတယ်ဒီလိုမျိုး foam cleaner နဲ့ interior မှာဘယ်ကပို့ပြီး professional ကြလဲဆိုရင် liquid type ကပို့ပြီးတော့ professional center ပဲဖြစ်တယ်ရေလုံးမဟုတ်ဘူးပေါ့ပါပဲကျွန်တော်ဆေးခြင်းနဲ့အိမ်သုံး DIY အဆင့်ထိပါကျွန်တော်တို့AC အသုံးပြုခြင်းနဲ့ဆိုလို့ရှိရင်ဒီလိုမျိုး foam cleaner ကိုအသုံးပြုအောင်ဖြစ်တယ်တချို့သောကားမိုင်ရှင်တွေကလည်းပေါ့နော်အိမ်မှာ DIY စနစ်နဲ့အသုံးပြုခြင်းနဲ့ကိုယ့်အကိုလည်းလုတ်တက်ကင်တက်တယ် short တက်ပြုတ်တက်တယ်ဆိုလို့ရှိရင်လည်းပြဿနာမရှိဘူးဒီလိုမျိုး interior liquid type ကိုအသုံးပြုလိုက်ရင်လည်းရပါတယ် DIY အနေနဲ့လည်းရွေးချယ်လို့ရအောင် foam cleaner နဲ့ကျွန်တော် interior cleaner မှာ liquid type နဲ့ကျွန်တော်ဘာလေးကွာခြားသွားလဲဆိုတော့ကျွန်တော်ဒီဗီဒီယိုမှာပြပြပေးလိုက်ပါတယ်အားလုံးကျေးဇူးတင်ရှိပါတယ်ခင်ဗျာ